adventure day out with my mum in Westfield here, so let's go. When's the last time? ဒီနေ့မင်းနေရပါတော့အဲ့ဒါကိုခရီးပေးကြတဲ့အတိုင်း Westfield ကိုလိုက်ပို့ပြီးဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ तू က Westfield ကပန်းရှိကိုစားခြင်းနေမှာမာတဲ့သူနဲ့မင်းနေကဒီနေ့တိတ်သွားလောက်တာပေါ့နော်။မင်းနေကတော့မင်းနေကောက် station ရဲ့ဟိုဘက်လမ်းကြားထဲမှာရက်ခဲ့တာပေါ့နော်။ဘာလို့ဆိုတော့ Westfield မှာကားပါကစီကြည့်တော့ဒီနေ့ Sunday လဲဆိုတော့ဟိုလမ်းထဲမှာရက်ထားခဲ့တာပေါ့နော်။အခုမင်းနေတော့ Westfield ကိုသွားနေပါပြီ။ရှင်းမှာရောက်တော့ပါမယ်။ ဒီဒါပိုက်ဆံနေပြီဆိုတော့မင်းတို့အရင်ဆုံးမုတ်ဆိုင်အောင်ပဲသွားလိုက်မယ်နော်။ဟုတ်ပါလေ The Buntic Sergeant there. ။ Okay အဲ့ဒါသွားကြမယ်လား။အေးလား။ Westfield ရဲ့စားတောင်းဆိုင်များအပေါ်ဆုံးဘက်မှာလည်းရှိတယ်အောက်ဆုံးမှာလည်းရှိတယ်ပေါ့နော်။မင်းတို့ဘန်းရှိရတော့အောက်ဆုံးထပ်မှာပေါ့နော်။မင်းတို့အထက်မှာပါရဲ့။ Epic ကတော့ wrap တွေ burger တွေရောင်းနေပေါ့နော်။ Pop Eye ကတော့ chicken strip တွေ chicken wings တွေ chopstick ကတော့ Chinese ရောင်းနေပေါ့နော်။ Chinese လည်းမဆိုးပါဘူးကောင်းတယ် Subway ကတော့အလုံးလည်းတီးပြီးသားအတိုင်းပဲမဆိုးပါဘူးစားလို့ကောင်းပါတယ်ဟိုမှာတော့ဘန်ရှိပါ Subway ရဲ့ပေးထားမှာဘန်ရှိရောက်ပြီပေါ့နော်ခုလို့အခုတော့ဤသာစားခြင်းနဲ့ဘန်ရှိကိုရောက်ပါပြီလေ The Buntic Sergeant there. Okay you this way တဲ့ဤသာအေးကွန်တော့ကဘေးဥစ္စာလဲနံပါတ်ဘယ်လောက်စားချင်တာလဲ It's a half and half chicken sergeant. နံပါတ်2လာရေးသမီး Number 2 sergeant. ဒီနေ့ Westfield မှာလို့အရန်များနေပါတယ်ညီမတို့ order လေးလည်းရောက်လာပါပြီဒီဒါကတော့ half and half chicken combo မင်းနေကတော့ chicken bite ကလေးမယူပါတော့စားလို့ကောင်းပါတယ်အဲ့ဒီကောင်းလားအေးဒါပူရသမီး cheesy ဖြစ်တယ်ပြောရတာသမီးကြိုက်လားဘန်ရှင်းမှာတော့ corn dog တွေတက်ပူကီလို့ပြီးတော့ပင်မပတ်လည်းကောင်းတယ်စားလို့အခု chicken pie လည်းစားလို့အရင်ကောင်းပါတယ်တက်ပူကီကတော့မင်းကြီးတော့တိတ်တော့မကြိုက်ပါဘူးcorn dog ကအမျိုးအစားအများကြီးရှိပါတော့ဘန်ရှင်းမှာ seaweed ကိုကြော်တာလည်းရှိတယ်ပြီးတော့အဲ့ဒီ chicken pie မှာရကောင်းတယ်ပြီးတော့သူတို့ဘန်ရှင်းရဲ့ bulldog အရာလည်းကောင်းတယ် kimbap လည်းကောင်းပါတယ်
which one you like the more garlic mayo or your condom condom like condom এটাပြီးရောဘယ်သွားကြည့်လဲပြီးတော့မင်းတို့ခံကြတော့လိုက်တယ်ပေါ့နော်တပိပါကြည့်တာလေခံကြည့်မှာအေးဒါ Hello, hello. ခံကြည့်မှာ तू ဝယ်ပြီးတဲ့ခီးချင်းတွေကမင်းလေးရှိရောက်လာပါတယ်အမြင်နဲ့ तू ဝယ်ပြီးမင်းလေးပဲသုံးလိုက်ပါတယ် तू ခီးချင်းရဲကြိုက်ပါတယ်အေးဒါခံကြည့်ရခီးချင်းတွေတော်တော်များများမိကြိုက်လားချစ်စရာလေးနော်အဲ့လေပါလေးသမီးချစ်လေးကင်မရာလေးလားအာချစ်စရာလေးကြည်ကြီးမှာတော့ခလေးနဲ့ပတ်သက်တဲ့ပစ္စည်းအစုံရပါတယ်အာဓာတ်ပုံလေးပါထွက်လာပါတယ်ချစ်စရာလေးနားရနော်နောက်တစ်ဆန်ကတော့ဖော့မကိုသွားမယ်တဲ့အေးဒါပြောပါတယ်ဖော့မကတော့မင်းကြီးကတော့တိတ်မကြိုက်ဘူးအေးဒါတော့ကြိုက်တယ်မင်းကြီးကခန့်ကြီးကိုပိုကြိုက်တယ်ပေါ်မအယုတ်လေးတော့လေချစ်စရာတော့ချစ်စရာလေးအလုံးလေးတီတီတီလေးနဲ့ချစ်ဖို့တော့ကောင်းပါတယ်ပေါ်မကအမေကကြိုက်လားအဲ့ဘာရေးသမီး A yolk statue. ဒါပေမဲ့အေးဒါဟိုလွန်ခဲ့တဲ့ last week ကပဲအယုတ်သူဝယ်ထားပါတယ်ခန့်ကြီးမှာအဲ့ဒီဒီနေ့သူမယူတော့ဘူးလက်ဒီတိုင်းပဲကြည့်မယ်လက်အခုမင်းကြီးတို့ပြန်နေပါဖြစ်ပါတယ်အေးဒါဒီနေ့ enjoy ဖြစ်လားအခုတော့မင်းကြီးတို့အိမ်ပြန်มาတော့မယ်အေးဒါစားချင်တာလည်းစားပြီးသွားရေးအယုတ်တွေလည်းသူကြိုက်တာကြည့်ပြီးပြီဆိုတော့ဒီကိုပြန်มาတော့မယ်နောက်ထပ် vlog ဒီမှာလည်းထပ်ပြီးတော့တွေ့ကြမယ်နော် bye bye